ဘောလုံးအကစားချိတ်ပြကြီးအားလုံးမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးအကစားသတင်းအစုံတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2019အာရှဖလားခြေစပွဲတတိယအဆင့်အုပ်စု E တတိယပွဲစဉ်အဖြစ်ဂျာကွင်းဖြစ်တဲ့ Saudi Arabia နိုင်ငံမှာရှင်မြန်ကစားခဲ့တဲ့နေရာမှာတော့မြန်မာအသင်းကစီးရီးယားအသင်းကို9ဂိုးတဂိုးနဲ့ဂိုးပြတ်ရှုံးနေခဲ့ပါတယ်မြန်မာအသင်းကအုပ်စု E မှာ2ပွဲနိုင်1ပွဲရှုံး6မှတ်နဲ့ဒုတိယနေရာမှာရှိနေပြီးတော့စီးရီးယားအသင်းက3ပွဲစလုံးအနိုင်ရရှိထားပြီးတော့အုပ်စုကိုဦးဆောင်နေပြီးတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အသင်းတို့ကတမက်စီသားရရှိထားကြပါတယ်မြန်မာလေးစဉ်အသင်းအနေနဲ့အရေးကြီးတဲ့ပွဲစဉ်မှာခြေပြက်ကိုပြက်ရှုံးနေခဲ့တာကြောင့်ခြေစပွဲအောင်မြင်မှုရာမျှော်လင့်ချက်အတော်လေးနေပါခဲ့ရပြီဖြစ်ပါတယ်မြန်မာနဲ့စီးရီးယားအသင်းတို့ရဲ့ဒုတိယအကြိမ်ပွဲစဉ်ကိုအောက်တိုဘာ14ရက်နေ့မှာရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်းမှာကစားတော့မှာဖြစ်ပါတယ်အာရှဘောလုံးဝါချုပ် AFC Special Grassroots Football Award 2025 ဆုကိုမြန်မာနိုင်ငံမှာ Future Star Football Training ကစုခုရရှိခဲ့ပါတယ်။ဆုပေးပွဲကိုလာမယ့်နိုဝင်ဘာ17ရက်ကနေ23ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပသွားမှာဖြစ်ပြီးတော့ Future Star Football Training မှာကိုယ်စားလှယ်အဖွဲ့ကတက်ရောက်ရယူဖို့အတွက် AFC ကနေဖိတ်ကြားထားပါတယ်။ AFC Asian Cup Qualifier ပွဲစဉ်တွေမှာမြန်မာအသင်းနဲ့တအုပ်စုရဲ့ကြောက်နေတဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အသင်းတို့ရှင်းပြကစားခဲ့တဲ့နေရာမှာဂိုးမရှိသေးရင်လည်းပြီးဆုံးခဲ့ပါတယ်။မနေ့ကရှင်းပြကစားခဲ့တဲ့မြန်မာအသင်းနဲ့စီးရီးယားအသင်းတို့ရဲ့အာရှဖလားခြေစပွဲစဉ်မှာမြန်မာအသင်းကစီးရီးယားအသင်းကိုရှုံးနိမ့်ခဲ့တဲ့အတွက် FIFA Year Match 6.83 အမှတ်ကို short ခံမှာဖြစ်ပါတယ်။မွေးအသင်းနဲ့ရှင်းပြကစားခဲ့တဲ့ခြေစပွဲစဉ်မှာအင်္ဂလန်အသင်းက3ဂိုးကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်။ဒီပြတူချေလက်ထက်မှာလည်းအင်္ဂလန်အသင်းကဘေးကိုမရှိတဲ့မှတ်တမ်းကောင်းတွေကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ကစားခဲ့တဲ့9ပွဲမှာ6ပွဲအထိဘေးကိုမရှိအောင်ကစားထားနိုင်ခဲ့ပါတယ်။အထူးကျွန်ဆုံးဆွမ်းဆောင်ရေးပြသခဲ့တဲ့ကစားသမားတွေမှာကုသမားပစ်ဖို့ကသူပွဲထက်ကစားခဲ့တဲ့နောက်ဆုံး10ပွဲစတိုက်ကိုဘေးကိုမရှိအောင်ကာကွယ်နိုင်ခဲ့ပါတယ်။ဒီစံချိန်ကအင်္ဂလန်အတွက်တော့နှစ်ပေါင်း38နှစ်အတွင်းပထမပိုင်းမိနစ်20မှာ3ဂိုးအထိသွင်းနိုင်ခဲ့တဲ့ပထမဆုံးပွဲဖြစ်မှတ်တမ်းတင်နိုင်ခဲ့တဲ့အပြင်18ပွဲစတိုက်ကိုသွင်းနိုင်တဲ့စံချိန်ကိုလည်းရရှိခဲ့ပါတယ်။ဒီပွဲပြီးမှာတော့အင်္ဂလန်အသင်းကလာမယ့်အပတ်အင်္ဂါနေ့မှာလက်ဗီယာနဲ့ကမ္ဘာဖလားခြေစပွဲကိုဆက်လက်ရင်ဆိုင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ဒီတစ်ပတ်မြန်မာ National League 2အမှတ်ပေးပြိုင်ပွဲဝီစစ်အပြီးမှာမြဝတီအသင်းကရမှတ်16မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်1နေရာမှာဦးဆောင်နေပါတယ်။ထိုင်းနိုင်ငံမှာအင်ရှင်ဖြစ်ကျင်းပမယ့်စီးကိန်းပြိုင်ပွဲအတွက်မြန်မာလူစင်ဖူဆဲအသင်းကပမာဏကစားသမား24ဦးစီရင်မှာကစားသမားအများစုပြောင်းလဲထားပြီးတော့ဝါရင်ကစားသမားတွေဖြစ်တဲ့မျိုးမြတ်စုံ၊ငိမ့်မင်းစုံ၊အောင်စင်ဦး၊မြို့သက်အောင်စားတဲ့ကစားသမားတွေပါဝင်လာခြင်းမရှိဘဲနဲ့မျက်နှာသိကစားသမားတွေပါဝင်လာတာတွေ့ရှိရပါတယ်။တူရကီကလပ်ထရက်ဆွန်စပေါ်အသင်းကအငှားခေါ်ယူထားတဲ့ကိုသမားအိုနာနာကိုအပြီးသက်ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပါတယ်။အိုနာနာကပြီးခဲ့တဲ့လကမှမန်ချက်စတာယူနိုက်တက်အသင်းကနေအငှားနဲ့ပြောင်းရွှေ့လာတာဖြစ်ပါတယ်။ထရက်ဆွန်စပေါ်အနေနဲ့အိုနာနာကစားခဲ့တဲ့လီပွဲ၄ပွဲမှာအများဆုံးရနိုင်တဲ့12မှတ်ကနေ9မှတ်အထိရရှိထားပါတယ်။အဲ့ဒါအပြင်ပြိုင်ပွဲစုံ9ပွဲမှာ clean sheet 2ပွဲရရှိခဲ့ပြီးတော့တခြား3ပွဲမှာတော့9ဂိုးပေးခဲ့ရပါတယ်။အိုနာနာကိုခေါ်ထားတဲ့အငှားစာချုပ်မှာတော့အပြစ်တက်ခေါ်ယူခွင့်ရှိတဲ့အချက်မပါဝင်ပါဘူး။မန်ချက်စတာယူနိုက်တက်အသင်းက2023ခုနှစ်မှာအိုနာနာကိုအင်တာမီလန်အသင်းကနေခေါ်ယူစဉ်ကပြောင်းရွှေ့ကြေးယူရိုတန်50ကုန်ကျခဲ့ပါတယ်။အခုချိန်မှာတော့အိုနာနာရဲ့ဈေးကွက်တန်ဖိုးကအောက်တိုဘာ1ရက်နေ့ရဲ့နောက်ဆုံးထုတ်ပြန်ထားမှုအရယူရိုတန်20သာတန်ကြေးရှိပါတော့တယ်။ဘူကာယိုဆာကာကတော့အာဆင်နယ်အသင်းအတွက်ဂုဏ်ယူရမယ့်စံချိန်မှတ်တမ်းတစ်ခုကိုအင်္ဂလန်အတွက်ကစားပေးရင်းရေထိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဂျာတာပရီနီညာကဝေးအသင်းနဲ့3-0နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာသွင်းယူခဲ့တဲ့ဂိုးကြောင့်အင်္ဂလန်လေးစင်အသင်းအတွက်ဂိုးများဆုံးသွင်းယူပေးနိုင်ခဲ့တဲ့အာဆင်နယ်ကစားသမားဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ဆာကာရဲ့နိုင်ငံတကာအသင်းကို73ဂိုးက1931ခုနှစ်ကနေ1938ခုနှစ်ကြားအင်္ဂလန်အတွက်ကစားပေးခဲ့တဲ့အာဆင်နယ်ကစားသမားဟောင်းကလစ်ဘတ်တင်ရဲ့12ဂိုးစံချိန်ကိုရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဆော်ဒီနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိထားတဲ့2034ကမ္ဘာဖလားပြိုင်ပွဲကို2034ခုနှစ်အတွက်မှာမကျင်းပဘဲနဲ့2035ဇန်နဝါရီရောက်မှသာကျင်းပပွဲရှိနေကြောင်းသိရှိရပါတယ်။ကမ္ဘာဘောလုံးပွဲချုပ် FIFA ဥက္ကဋ္ဌအင်ဖန်တီနိုက2034ကမ္ဘာဖလားပြိုင်ပွဲကနေစတင်ပြီးတော့ကနာကကမ္ဘာဖလားပြိုင်ပွဲတွေကိုဆောင်းရာသီမှာပြောင်းလဲကျင်းပဖို့အတွက်ဆန္ဒရှိနေပါတယ်။ကမ္ဘာဖလားပြိုင်ပွဲကို1930ခုနှစ်မှာဥရုဂွေနိုင်ငံမှာစတင်ကျင်းပခဲ့ပြီးတော့ကျင်းပပြီးစီးခဲ့တဲ့ပြိုင်ပွဲ22ကြိမ်အနက်အကာတာနိုင်ငံမှာကျင်းပခဲ့တဲ့ပြိုင်ပွဲတစ်ကြိမ်သာဆောင်းရာသီအတွင်းကျင်းပခဲ့ပြီးတော့ကျန်ပြိုင်ပွဲအလုံးကိုနွေရာသီမှာသာကျင်းပခဲ့တာဖြစ်ပါတယ်။ဟာလန်ကစက်တင်ဘာလအတွင်းပရီးမီးယားလိ3ပွဲကစားခဲ့တဲ့နေရာမှာ9ဂိုးသွင်းပြီးတော့ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့တာအတွက်ကြောင့်ပရီးမီးယားလိရဲ့စက်တင်ဘာလအတွက်အကောင်းဆုံးကစားသမားဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။မိုက်ကယ်အိုလီစီကိုချယ်ဆီမန်စီးတီးနဲ့လီဗာပူးအသင်းတို့ကလာမယ့်နေရာဒီမှာခေါ်နိုင်ဖို့အတွက်စိတ်ဝင်စားနေတာဖြစ်ပါတယ်။လီဗာပူးကမိုက်ကယ်အိုလီစီကိုစိတ်ဝင်စားကြောင်းကစားသမားရဲ့ကိုယ်စားလှယ်ကိုအသိပေးထားပြီးဖြစ်ပါတယ်။လီဗာပူးကမိုဟာမက်ဆာလက်နေရာမှာရေရှည်အစားထိုးနိုင်ဖို့အတွက်ကစားသမားကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။
လီဗာပူးအသင်းအနေနဲ့ပြင်သစ်အသင်းနဲ့ဘိုင်ယန်မြူးနစ်အသင်းရဲ့အသက် 23 နှစ်အရွယ်တောင်ပန်တိုက်စစ်ကစားသမားမိုက်ကယ်အိုလီစီကိုအနီးကပ်စောင့်ကြည့်နေပါတယ်။ဘောလုံးကစားတင်ဆက်မှုတွေကိုကြိုက်တဲ့ဆိုရင် Subscribe လိုက် comment လေးပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်ဘောလုံးကစားတင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်